ယနေ့ညရဲ့စိတ်ဝင်စားစရာကောင်းတဲ့အာဂျင်တီးနားနဲ့ဆွစ်ဇာလန်ပွဲကြိုသုံးသက်ချက်အမြင်တွေကိုကျွန်တော်ပြောပြသွားမယ်ရွေးချယ်မှုတွေကိုကျွန်တော်ပြောပြသွားပါမယ်အာဂျင်တီးနားပဲနောက်စဉ်တက်လန်းမလားဒါမှမဟုတ်ဆွစ်ဇာလန်ကပဲနောက်စဉ်တက်လန်းသွားမလားပေါ့လေမင်္ဂလာပါပေါက်တူဖောက်ဖို့ပွားတွေကြိုးစားပါတယ်အဲ့တော့ညီကိုတို့အမြင်လဲဘယ်လိုထင်ကြလဲပေါ့လေအာဂျင်တီးနားကလက်ရှိခြေစွမ်းအရာဆိုရင်ကျွန်တော်ကတိတ်ပြီးတော့အားတော့မရသေးဘူးချန်ပီယံစိတ်တက်ရှိပေမဲ့ကစားကတော့တိတ်အားမရသေးပါဘူးကျန်တဲ့သူတွေစီကအများကြီးတိတ်အားမရတာပါတယ်ပေါ့လေမက်ဆီကတော့ပြောစရာမလိုပါဘူးမက်ဆီကတော့လုံးဝကစားကွက်ဖန်တီးမှုအများကြီးထွက်ပါတယ်ဒါပေမဲ့မာတီနက်တို့ဟန်ဆိုဖာနာတဲ့သူတို့စီကကစားကွက်လေးကျွန်တော်တိတ်ပြီးတော့အားတော့မရသေးဘူးဗျသူတို့စီကပံ့ပိုးမှုတွေဂိုတင်းအားလေးကျွန်တော်မြင်ကျင်သေးရဲ့ဟုတ်ပြီတစ်ဖက်ကဆွစ်ဇာလန်ကြည့်ရတစ်ဖက်ကဆွစ်ဇာလန်ကအစုဖွဲ့ကောင်းတယ်ယုံကြည်မှုပိုအားကောင်းတယ်အဲ့တော့ပုံမှန်လေး9ရနေတယ်ခန်းစင်ပိုင်းက9ရနေတယ်အဲ့တော့ဆွစ်ဇာလန်ကိုလည်းထင်သေးတော့ဆွစ်ဇာလန်ကိုလည်းသွားပြီးထင်သေးလို့မရပါဘူးပြီးခဲ့တဲ့2020တုန်းကလားမသိဘူးပြင်သစ်ကိုလည်းဆွစ်ဇာလန်ကဖြုတ်ချခဲ့ပူတယ်ပေါ့လေဒီလိုမျိုးပုံစံလေးရှိရဲ့ဆွစ်ဇာလန်ကအဲ့ဒါကြောင့်ဆွစ်ဇာလန်ကိုလည်းသွားပြီးတော့ထင်သေးလို့တော့မရဘူးဗျအဲ့တော့လက်ရှိကျွန်တော်တို့ဖွင့်လှစ်မှုပိုင်းအောင်ကြည့်အောင်ဖွင့်လှစ်မှုပိုင်းမှာကအာဂျင်တီးနားက1.45ပေးထားတယ်ဒီဖွင့်လှစ်မှုမှာကကျွန်တော်အနေနဲ့အာဂျင်ပေးတဲ့ဖွင့်လှစ်မှုကကျွန်တော်အနေနဲ့တိတ်တော့တဘာဝတော့မကြသေးဘူးဗျFIFA ranking ရအဆင့်1ဖြစ်တဲ့အာဂျင်ကဆွစ်ဇာလန်ကိုဒီဖွင့်လှစ်မှုမျိုးပေးတာကအနေနဲ့တော့တဘာဝတော့မကြဘူးဗျပြီးတော့ကိုပေါင်းစေးရလဲ2မိုင်40ဆိုတော့9အနည်းကိုဘက်ကိုသွားတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ကျွန်တော်အနေနဲ့အမှန်တမ်းပြောရင်ဒီပွဲက9လဲတိတ်မများဘူးတေချာပေါက်ဘယ်လိုပြောမလဲ0-0-1-1သွားမဲ့ပုံစံမျိုးဈေးကွက်ဖမ်းတာတယ်ခက်မသိရင်အချိန်ပိုပြီးတော့သွားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အာဂျင်တီနဲ့ဒီလောက်ရုံးကန်နေအချိန်ပိုထိတော့သွားမယ်လို့ကျွန်တော်မယူဆမိပါဘူးဒီပွဲမှာကကျွန်တော်ဘယ်လိုမျိုးရွေးပေးရမလဲဆိုရင်ပိုပြီးစစ်ဖြစ်မဲ့ပုံစံကတော့ဆွစ်ဇာလန် body နဲ့ဆွစ်ဇာလန် goal နဲ့ကိုပဲကျွန်တော်ပို့ပြီးတော့သဘောကျပါတယ်အာဂျင်နိုင်တော့နိုင်ပါလိမ့်မယ်ဒါပေမဲ့အချိန်ပိုမှနိုင်မယ်လို့ကျွန်တော်ယူဆမိတယ်ဗျဒါကလည်းအာဂျင်ကိုထင်သေးလားဆိုတော့အာဂျင်ကိုထင်သေးတာမဟုတ်အာဂျင်ပေးတဲ့ဖွင့်လှစ်မှုပိုင်းကိုကျွန်တော်တိတ်ပြီးတော့သဘောမကျတော့ပါအဲ့တော့ညီကိုတို့အမြင်လည်းပြောပြသွားပါအဲ့တော့စင်ပြေကြပါစေ